မင်းကလေးတယောက်ရဲ့ဘဝမှာအလှဆုံးအရာကဘာလဲလို့မေးရင်ကိုချရောက်ပေါ်ကိုရက်တီနိုင်တဲ့တက်တီလို့ပဲမြင်တယ်။တစုံတစ်ယောက်ရဲ့အရေးကိုမိခိုနေရာထက်စာရင်ကိုယ်တိုင်ကအရေးပေးနိုင်တဲ့တစ်ပင်ဖြစ်ဖို့ဘာလို့အရေးကြီးရလဲ။မိခိုရတဲ့အခါမှာအစပိုင်းတော့လုံခြုံနှွေးထွေးတယ်လို့ထင်ရပေမဲ့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေဟာသူများလက်ထဲကိုရောက်သွားတတ်တယ်။ကိုယ့်ဘဝရဲ့ remote control ကိုသူများစီတော့အပါမခံနဲ့ရုပ်လကကြာလာတဲ့အခါမှာနွမ်းပါသွားနိုင်ပေမဲ့ကိုယ့်ရဲ့အုံနောက်ထဲကအတတ်ပညာနဲ့လက်ထဲကအရေးအချင်းကတော့ဘယ်သူမှလူယူလို့မရတဲ့ရတနာအမြဲတမ်းပဲလေ့လာသိယူနေကိုယ်တိုင်ကို့မှာအတတ်ပညာတွေအသိပညာတွေရှိနေမယ်ဆိုရင်လဲကျသွားခဲ့ရင်တောင်မှဘယ်အချိန်မဆိုပြန်ထနိုင်တဲ့အစွမ်းရှိတယ်ကိုဘဝကိုတာဝန်ယူတာကိုစရိတ်ကိုရှာဖွေနိုင်တာဒါတွေကမင်းကလေးတယောက်အတွက်အရေးကြီးဆုံးဂုဏ်သိက္ခာကိုခြေထောက်ပေါ်ကိုရက်တည်နိုင်တာကမိန်းမတယောက်အတွက်အကြီးမားဆုံးသောဂုဏ်သိက္ခာအဲ့ဒီအချိန်မှာကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုဘသူမျက်နာမှမကြည့်ဘဲနဲ့ဆုံးဖြတ်လို့ရနိုင်တဲ့လွတ်လပ်ခွင့်တွေရလာလိမ့်မယ်ဒါကြောင့်မင်းကလေးတွေကတစုံတစ်ယောက်ရဲ့မင်းသမီးလေးဖြစ်ဖို့မကြိုးစားနဲ့ကိုဘဝရဲ့ဘယင်မဖြစ်အောင်အားထုတ်မိခိုတော့အဖြစ်မခံနဲ့ကိုကဘာကိုတိုင်ဖန်တီး